လာပါ လာပါတီရီတက်တက်ပါဒါရီယာလာပါရှင် โอเคဘာစမ်းလို့တင်တဲ့မှာလာတက်ကရဲ့အတွေ့အကြုံလေးနဲ့ဘယ်လိုပြော feeling လေးပေါ့နော်အားလေးတစ်ချက် sharing လုပ်ပေးပါအောင် အဓိကတော့ဒီမှာလာစိတ်ကူးလည်းလည်းပေါ်ပါနေပြောရတယ်စာတန်ပြီးတဲ့တန်နဲ့ဆိုတာတကယ်လက်တွေ့မှာအသုံးဝင်နေလို့ရခဲ့ပါရဲ့ ဟုတ်ကဲ့ပါဘာစမ်းလို့တင်တဲ့မှာတက်ကစိတ်ကြည်နေမှုရောရှိရဲ့လား ရှိပါတယ်ဟောကောင်းကြီးရပါမယ်အေးဝင်ကြပါရှင် ဟုတ်ကဲ့တောင်တွင်းကြီးကနေပြီးတော့မိုင်းစမ်းလို့စီမှာလာပြီးတင်တဲ့တက်ဖြစ်တဲ့အကြောင်းရင်းလေးပြောပြပေးပါအောင် နည်းနည်းလက်ပြတာကတော့မေးကျင်တဲ့မိတ်ကပ်တွေကိုကြိုက်လို့ပါပြီးလို့ရှိရင်ကိုယ့်ကိုယ်ကိုလည်းလာချင်လို့ ဟုတ်ကဲ့ သူ ပါ များကိုလည်းလာအောင်လုပ်ချင်လို့ပါရှင် ဟုတ်ကဲ့ဒါဆိုလို့ရှိရင်မိုင်းစမ်းလို့စီမှာတင်တန်းလာတက်တဲ့အချိန်မှာပေါ့နော်တင်တန်းကိုလေ့လာရတာအဆင်ပြေတာမပြေတာဘာများရှိပါသလဲ အဆင်ပြေရတော့မရှိပါဘူးအားလုံးအဆင်ပြေပါတယ်ဒီမှာတင်ပေးတဲ့အမေကိုယ်တိုင်လည်းမိတ်ကပ်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်အဆင်ပြေပါတယ်ထားဘယ်နေရာမှာပါလို့ရမယ်ဘယ်ပစ္စည်းကဘယ်လိုသုံးရမယ်ဆိုတာအစားအားလုံးတင်ပေးတဲ့အတွက်ပုံစံပြပါရှင်ဒီပြင်မိတ်ကပ်အားလုံးအဆင်ပြေပါတယ် တင်တန်းမှာလာတက်ကစိတ်ကြည်နေမှုရှိရတာမှာ ရှိပါတယ်စိတ်ကျဉ်းမှုရှိပါတယ်ရှင် ဟုတ်ကဲ့ နာမည်ချစ်တဲ့ကျူပါကောင်းပါ ဟုတ်ကဲ့မိုင်းစမ်းတင်တန်းမှာတက်ခါရဲ့ feeling လေးတစ်ချက်လောက်ပြောပြပါအောင် မနမရတော့မချို့စင်လဲမှာတောင်းကလာပါလိမ့်ပါတယ် ဟုတ်ကဲ့မိုင်းစမ်းတင်တန်းမှာလာတက်ကရဲ့စိတ်ခံစားချက် feeling တွေးစုံလေးတွေကိုပြပြပေးပါအောင် စိတ်ခံစားချက်ဆိုတော့လွတ်လပ်ပေါ်ပါပြီးတော့ပျော်ရွှင်ရွှင်နဲ့အသုံးဝင်တဲ့နီလန်းလေးတွေပေါ့နော်လို့တင်ပြီးအတွက်ချင်းနေပါတယ် အားတော့နေရလာတာပါမနေ့တော့ live ဆိုပါမှာ ဟုတ်ကဲ့ပိတ်ကနေလာပါတော့เนาะပိတ်ကနေပြီးတော့မိုင်းစမ်းစီကိုတကူတခါလာပြီးတင်တန်းတက်ရတဲ့အကြောင်းရင်းလေးကိုရှင်းပြပေးပါအောင် ညီမဒီမရှိမှာပဲတိတ်ချင်လို့ပေါ့နော်ဘယ်ကနေဝေးလာတာပါ တွေ့အကြုံလေးနဲ့တင်တန်းပေါ်မှာခံစားရတဲ့ feeling လေးပေါ့เนาะအဲ့ဒီတစ်ချက်လောက် sharing လေးလုပ်ပေးပါအောင် အမေကတော့တင်တာမှာပေါ့နော်နေ့တိုင်းတူနေတဲ့ model တွေနဲ့နေ့တိုင်းလက်တွေ့လေးပြတာပေါ့နော်ပြီးတော့အမေစီမှာမိခေစားရဲ့အမေပိုင်ရဲ့မိဖြူတွေကဟိုတင်တင်လေးနဲ့တိတ်ချပြပြောက်တယ်ပေါ့နော်အဲကြောင့်မစိတ်ချင်တာမရှိပါဘူးတကယ်ကိုပြောပါတယ်ဒီမှာတကယ်တော့အမေသမီးတွေလည်းအကုန်လုံးခေါ်ရပြီးတော့မိသားစုတွေလည်းနေကြတာပေါ့နော်တကယ်ပြောပါတယ်ဟုတ် ။မိကတော့ဘကိုးတိုင်းဒေသကြီးပြည်မျိုးနယ်နေလာတာပဲဖြစ်ပါတယ်ရှင်။မိနာမည်ကတော့ဖြစ်ဖြစ်ပါတယ်။မိမိရဲ့လိမ့်နာတွေကိုကြိုက်တယ်။ဒီမိမိရဲ့ပြည်စုံတွေကြိုက်တယ်။မိမိတင်တဲ့မှာတက်တာတော့အရင်အဆင်ပြေပါတယ်။ဘလိုလိုသိမရှိအောင်သင်ပေးတဲ့အတွက်အရင်လည်းကျေးဇူးတင်ပါတယ်ရှင်။ တမီးနာမည်မဟိတ်ဒီပါရေးမျိုးနဲ့လာတာပါတယ်ရှင် မင်းမိုင်းစမ်းလို့စီမှာလာပြီးတော့တင်တန်းတက်တဲ့ချိန်မှာရောအဆင်ပြေတာမပြေတာဘာများရှိပါသလဲ ဟုတ်အရင်အဆင်ပြေပါတယ်ရှင် အမင်းနဲ့ရတဲ့ပါတယ်မုံရွာနေလာရောက်ပြီးတော့သင်တန်းလာတက်ပြတာပါဒီဆိုင်ရဲ့ပြောဆိုနေထိုင်မှုရဲ့မိတ်ကပ်ပညာတွေကိုအများကြီးလေ့လာခြင်းလို့သဘောကျလို့လာရောက်ပြီးတော့တက်ပြတာပါ โอเคအဲ့ဆိုလို့ရှိရင်မိုင်းစမ်းလို့စီမှာလာပြီးတင်တန်းတက်တဲ့အချိန်မှာအဆင်မပြေတာပြေတာဘာများရှိပါသလဲ ရှိပါအောင်အရင်ဆင်နေပါတယ် အားရရနာပါမုတ်ကုတ်ကနေမှလာတက်နေရပါရှင်အမငယ်တဲ့ဇက်ကားတွေကြည့်တဲ့အချိန်မှာမိတ်ကပ်ခင်ဆောင်ရင်းဆိုအဲ့ဒီရရင်စိတ်ထဲမှာအားလဲကြတယ်တွေ့လဲပြီးချင်တယ်ပေါ့နော်ဒီရဲ့ပညာတွေကိုဒီလိုမင်းသမီးတွေလာပအောင်ခြေသားပေးတာလေအမအရန်သဘောကျတယ်အဲ့ငယ်ကလေးတင်ချင်တဲ့ပညာပေါ့မတင်ဖြစ်ခဲ့ဘူးအခုချိန်မှလာတက်ဖြစ်တာပါရှင်တင်တာကတော့အရန်အဆင်ပြေပါတယ်ရှင်အမေရတယ်မိတ်ကပ်တွေကိုအားလုံးသိချတိကျစွာသင်ကြားပေးပါတယ်ဖြစ်တဲ့အညီမိတ်ကပ်တွေကိုသင်ကြားပေးပါတယ်နော်ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ပဲအမတော့ထင်မြင်ယူဆပါတယ်နော်မိတ်ကပ်ပိုင်းစိတ်ဝင်စားတဲ့ညီမငယ်တွေရှိတဲ့ဆိုလို့ရှိရင်လည်းမမေးရှိမှတက်ဖို့ရတော့ပုံမှန်ပေးပါတယ်နော် ။ဒီကညီမမျိုးပါဒီမှာလည်းညီရဲ့ရန်ကုန်မှာတော့စမ်းကြမှာ။ဒီစီမှာတင်ရတာတက်တာအနည်းစီပညာတွေလုပ်ချင်တယ်ပြောလို့ရှိရင်ဒီမိတ်ကပ်နေဘောနော်ဟိုအတမွမ်းချမ်းတစ်ခုလုပ်ချင်တယ် ဟလာ trend တွေကိုရောမိရလို့ခံစားရရဲ့လား ခံစားရ โอเคဒါဆိုလို့ရှိရင်ဒီကိုနားမလည်တဲ့ make up look တွေပါရှိခဲ့လို့ရှိရင်ရောတေချာအနီးကပ်ပြပေးရလားတေချာတင် जा ပေးရလား တေချာလည်းအနည်းကပြပြီးလို့နားမလည်နေတေချာအသေးစိတ်ရှင်းပြပါတယ် ဟုတ်ကဲ့ဒါဆိုမိုင်းဆန်လို့စီမှာတင်တဲ့တက်ကရာစိတ်ကြည်နေမှုရှိရလား ။ညာရှိပါ ဟုတ် ။စကိုင်းတိုင်းဟောင်းမလျပါရှင်းပါ ဟုတ်ကဲ့စကိုင်းတိုင်း home လင်းကနေပြီးတော့မိုင်းဆန်လို့စီမှာလာပြီးတင်တဲ့တက်ဖြစ်တဲ့အကြောင်းရင်းလေးပြပြပေးပါဦး ။အော်ကိုယ့်ရဲ့တက်စားပြောဖို့ပေါ့လာပြီးတင်တာပါရှင်း
ဟုတ်ကဲ့မိုင်းဆန်းတို့စီမှာတင်တဲ့အခါမှာ make up ဒီ trend တွေကိုပေါ့နော်နားလည်မှုရှိရလား make up ပညာသင်ကြားပေးတဲ့အခါမှာရောတေချာလေးသင်ကြားပေးရလား ဟုတ်ကဲ့ပါရှင်တင်ပြပေးပါမယ်ရှင် ဟုတ်ကဲ့ဒါဆိုရင်မိုင်းဆန်းတို့စီမှာသင်ကြားရတဲ့အခါမှာစိတ်ကြည်နမှုရှိရလား ဟုတ်ကဲ့ပါရှင်ဒီကျေမနဲ့မရှိပါနဲ့ရှင် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ် သမီးနာမည်ကဖူးဖြစ်ပါတယ်ရှင်သမီးပကံညာဦးကနေလာရတက်ပါတယ်ရှင် ဒီဘကန်ကနေပြီးတော့မိုင်းဆန်းတို့စီမှာလာပြီးသင်တဲ့တက်ကအကြောင်းရင်းလေးပြပြပေးပါဦး သမီးရဲ့ပညာရေးကိုစီးပူးကျွန်တော်လာရတင်တန်းတက်တာရှင် trend တွေပေါ့မျိုးစုံသင်ပေးတဲ့အခါမှာကိုယ်တိုင်ရောနားလည်မှုရှိရလားတေချာရောသင်ကြားပေးရလား တခြားတင်ပြပေးပါတယ်ရှင်နားလဲပါတယ်ရှင် ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီမှာတင်တဲ့တက်ကစိတ်ကြည်နမှုရှိရလား စိတ်တင်မှုရှိပါတယ်ရှင်နာမည်ကတော့မျိုးပါရှင်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ချူကနေလာတာ ဟုတ်ကဲ့ဒါရှမ်းပြည်နယ်ကနေပြီးတော့ပေါ့နော်မိုင်းဆန်းတို့စီမှာလာပြီးတင်တဲ့ဘုဒ္ဓကလာတက်ကအကြောင်းရင်းလေးပြပြပေးပါဦး အဓိကတော့ပါမိမိရဲ့ပညာလေးတွေကိုလိုချင်လို့ပါ တင်တဲ့မှာလာတက်တဲ့အခါမှာပေါ့နော်တင်ရတာအဆင်ပြေတာမပြေတာဘာတွေများရှိပါသလဲ ဟုတ်ကဲ့အစင်ကားရပြပါတယ်ရှင်ဘာမှထူးပြောစီရမှာလို့ပါအကောင်လုံးကပါသက်ဖြစ်ပြီးသားပါရှင်ပြောင်းလဲလာတဲ့ training အားလုံးမိကလိုက်လဲမိရယ်ပြီးတော့လို့ရှင် training အကောင်လုံးတွေကိုရဲ့ဒီတပည့်တွေအကောင်လုံးထက်ချက်မကွာတင်ပြီးနိုင်တယ်ပေါ့စိတ်ကြည်နေမှုကတော့ 100% ချက်လုံခဲ့ပါရှင် โอเคပါဒါဆိုကျေးဇူးအများကြီးတင်ပါတယ် ပါရှင်